စစ်တိတ်လေးနေနော်ငါတို့မြို့လေးကနေမကောင်းသေးဘူးမညာနဲ့နော်ခင်ဗျားတို့အားလုံးဒီမြို့လေးကိုရမ်းနေကြတာမဟုတ်လားမြို့လေးကလည်းသူဒီနေ့နေပြန်ကောင်းပါပြီဆိုတဲ့သတင်းကြားလို့ရှိရင်သူ့စီကိုတော့မနှက်ဖြန်ကိုအရောက်ပြန်လာခဲ့ပြီပါတဲ့သူလည်းခင်ဗျားတို့အားလုံးကိုအရန်လွမ်းနေတယ်တဲ့